မင်္ဂလာပါ New Day Blog ကနေကြိုဆိုပါရရှင်။ຫນွေဦးပေါက်တော့မယ်ဆိုတော့စိတ်ကတော်တော်လေးကိုအညာကိုတတိယနေတယ်။ကျမကရှမ်းဆဆတွေနဲ့ရှမ်းပြည်ရဲ့အငွေတက်ကိုကြိုက်တဲ့လူပေါ့နော်။ဒါပေမဲ့ဒီနှစ်မှာတော့ထူးထူးဆန်းဆန်းအညာຫນွေကိုတော်တော်လေးတတိယတယ်။လိုင်းပေါ်မှာတင်တဲ့ဗီဒီယိုတွေကြောင့်ထင်တယ်။လက်ပံညီညီကြီးတွေဖုံလုံးကြီးတွေအဲ့လိုຫນွေရဲ့အရသာတွေပေါ့နော်။အဲ့ဒါနဲ့ရွာတွေမှာစားတလုံးငရမ်း6ကြော်တင်းတင်းလေးနဲ့ခရမ်းချင်ဒီထောင်းချင်ဆက်လေးကိုပြင်ဆင်လိုက်ပါရရှင်။ဒီလေငရမ်း6လေးတွေကိုမကြော်ခင်မှာတနားရီလောက်ရေစိမ်ထားလိုက်ပါတယ်။ရေစစ်ပြီးတော့စိုင်းခမုတ်နေပြီးနှက်ထားလိုက်ပါတယ်ရှင်။ပြီးတော့ခရမ်းချင်ဒီထောင်းလေးလုပ်ဖို့အတွက်ပြင်ဆင်တယ်။ခရမ်းချင်ဒီကဂျပန်မှာဈေးကြီးတာမို့ဒီလိုတစ်လုံးထဲဝယ်လာတယ်။ဒီတစ်လုံးကိုရန်180နဲ့180ကျားမှရှိရပေါ့နော်။ခရမ်းချင်ဒီရဲ့3ပုံ2ပုံကိုလီးပြီးတော့မိုက်ခရိုဝေ့ထဲ4မိနစ်ထည့်လိုက်တဲ့အခါဒီလိုအနေထားရပါတယ်ရှင်။တစ်ဖက်ကလေငါ6လေးတွေကိုကြော်ပါတယ်။သူကမီးလေးနဲ့ထိန်းပြီးတော့ကြော်ရပါတယ်။အရန်လဲကြက်သွားလို့မရဘူး။အရန်6သွားလို့လည်းမရဘူးအဲ့ဒါဆိုအရသာပြတ်တယ်ပေါ့နော်ဒါပေမဲ့ငါ6လေးတွေကနူးညံ့တာမို့အယိုးပါဝါစားလို့ရပါတယ်ရှင်ဒါကနောက်တည်းကြောတာပါရှင်အချိန်ကုန်ခံပြီးခရမ်းချင်ဒီကိုမပြုတ်တလုံးငရုတ်သီးစိမ့်နဲ့စက်တုံဖြူကိုလည်းမိုက်ခရိုဝေ့ထဲပဲထည့်ဖို့လိုက်ပါတယ်ကျမမှာရှိတဲ့ထောင်းဆောင်ကလည်းအရန်သေးတယ်အဆင်မပြေဘူးရှင်စိတ်ဆက်ကလည်းဖြုတ်ရဆေးရခတ်လို့ပါချိန်ကုန်လူတက်တာအောင်ကကြီးလေးနဲ့ပဲဖြတ်ရဆက်ရပေးပြီးတော့ခရမ်းချင်ဒီထောင်းလုပ်လိုက်ပါတယ်ရှင်စားဟင်းခမော့အဆင်ပြေသလိုလေးထည့်ပြီးအညာခရမ်းချင်ဒီပီတာအောင်ဘိန်းငပိမွေးလေးထည့်လိုက်ပါတယ်ရှင်ပြီးတာနဲ့လေငရမ်း6ကြော်စီမွေးလေးဆန်းလိုက်ပါတယ်ရှင်။ခရမ်းချင်ဒီ3ပုံ1ပုံကျန်တာလေးကိုမိုးကုတ်ပတိတာလက်ဖက်နဲ့အညာလက်ဖက်တုံလေးတုံးလိုက်ပါတယ်ရှင်။အညာစတိုင်လေးနဲ့တော်တော်ကိုထမင်းမြင်ခဲ့တယ်ပေါ့နော်။လက်ဖက်တုံးနဲ့ပြင်ဆင်ပုံလို့ကတော့မရိုက်လိုက်ရပါဘူး။စားပြီးမှတတိယလို့ပါရှင်။အဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။